မေကွန်းတစ်ကြေးကွန်းတွေဝစ်ပြီးလဲတိုင်းရှိအလှကြောင့်ကဘာကျော်တဲ့တိုင်းရင်းသားကကယန်းမေကွန်းနှစ်မျက်နှာပေါ်မှာပင့်ကူအိမ်ပုံစံစေးမင်းကြောင်ထိုးတဲ့ရိုးရာရှိတဲ့တိုင်းရင်းသားကချင်းမေကွန်းသုံးပင်လယ်ပြင်ထဲမှာလှည့်လည်နေထိုင်ပြီးရင်ကိုအလွန်ကျွမ်းကျင်တဲ့တိုင်းရင်းသားတွေကစက်လုံးမေကွန်းလေးခြေထောက်နဲ့လှီလော်တဲ့ထူးခြားတဲ့ဓလေ့ရှိသူတွေကအင်းသားမေကွန်းငါမွန်လူမျိုးတွေရဲ့အထင်အမှတ်အသားအဖြစ်သတ်မှတ်ထားတဲ့တတ္တဝါကပါလေအင်းသားငှက်မေကွန်း6မြန်မာနိုင်ငံရဲ့နာမည်ကြီးလက်ဖက်တွေကိုအဓိကစိုက်ပျိုးတဲ့တိုင်းရင်းသားကပလောင်မေကွန်း9ရုပ်သီးဆက်ဆက်နဲ့ငါးဟင်းရီကြီးကိုတုံးတဲ့နာမည်ကြီးမုံတီဟာဘယ်တိုင်းရင်းသားစာလဲရခိုင်